တော့လေအဲ့စကလုံးလေးဘုံဘုံလက်ရေးလေးနဲ့ပြီးမှမဆရာကြီးကမှတ်ပြီးမှဘုံဘုံအဲ့စာရွက်ကိုဝေးမှာဟုတ်လားကိုစကလုံးထဲတဲ့ခါကျတော့ဒီထဲမှာလက်ရေးမရေးတာကြလို့လက်ရေးရေးဖို့အခက်အခဲဖြစ်နေတဲ့ပုံကိုယ်တွေလည်းပါကောင်းအပါမယ်အဲ့စကလုံးလေးတဲ့ကိုယ့်ရဲ့စိတ်ဓာတ်ကိုထက်ခိုင်းမှာကိုယ့်ရဲ့စိတ်ဓာတ်ကိုထက်ခိုင်းမှာကိုယ့်ရဲ့စိတ်ကိုအဲ့စကလုံးလေးရဲ့အတွင်းမှာထည့်ထားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ကအဲ့စကလုံးရဲ့အတွင်းနဲ့ရောက်မနေဘူးလားရောက်နေပါအဲ့ဒါကိုတမာရီလို့ပြောတာဝင်လေထွက်လေမှာတမာရီမဟုတ်ဘူးရသော်ဗျာဤစနစ်40အထိတောင်ပြခဲ့ရနောက်အကြောင်းပြောလို့ရှိရင်ဘုံဘုံအဲ့ဤစနစ်40လေလူချင်းတဲ့ပုံကောင်များဆိုဤစနစ်40လုံးလည်းပြောပြလို့ကြားတယ်အဲ့ဒါခုနကစကလုံးခုနှလုံးကိုဘုံဘုံကဘာနဲ့တင်စားလိုက်တယ်မှတ်တယ်မှတ်တာခုနှစ်ခုဖြတ်လို့ရှိရင်သောတာပတိမဲ့သောတာပတိဖို့ရပြီစကလုံးပြောရတာတော့လွယ်တယ်တော့တမာရီနဲ့ဖြတ်မှာဆိုတော့နည်းနည်းတော့အခက်ခဲကြည့်မယ်ဒါဆိုရင်ဘုံဘုံတို့ပထမဦးဆုံးမှတ်တိုင်လေးကိုဟိုလောက်ကြည့်လိုက်ပထမဦးဆုံးမှတ်တိုင်လေးတော့ပြတော့ကြနေမှာကူးချိန်နဲ့တတ်တတ်ပြီဒါတော့ပတ်ဆက်မပါတဲ့အတွက်သီလဆိုတဲ့စကားလုံးလေးဖတ်တတ်လောက်တယ်နော်5ပါးသီလယူတဲ့တို့7ပါးသီလယူတဲ့တို့9ပါးသီလယူတဲ့တို့မကြဘူးလားကြားဘူးဒါဝိသုဒ္ဓိလို့ခေါ်တယ်ဒါလေးကိုပတ်ဆက်မုံပြောမယ်ဒီမှာဆိုလို့ချင်းဒါတွေနဲ့ထောက်ချက်ဒါတွေကအပေါ်ကထောက်ချက်ကအောက်ကဓာတွေဆိုတဲ့အပေါ်အလုံးကဒီဘက်သူ့ကိုတတ်ဒါဆိုသူ့ဓာတွေနဲ့တတ်တော့ပြင်းတယ်နော်ဒါဆိုရင်ဓာတွေကသူ့ကိုတတ်လိုက်တဲ့ခါကျထောက်ချက်လေးဟာအပေါ်တက်လာပြီးတော့လုံးကြီးတင်နဲ့တွဲတော့ဒီဒါကိုသီလဝိသုဒ္ဓိပြန်ပြောလိုက်ဘာဝိသုဒ္ဓိနောက်တစ်ခါပြန်ရှင်းပြအောင်မယ်ဒီပတ်စစ်ဖို့ဒီကိုယ်စိတ်အခုဒီကိုကြည့်နေတဲ့အခါမှာလေကိုယ့်ရဲ့အာယုံကိုဒီစကလုံးရဲ့အပေါ်ကိုရောက်အောင်ပုတ်ထားနော်အာယုံတော့ကောင်းမှာဒီစကလုံးကိုဘုံမခုနပြောလိုက်တာရူပါယုံလို့ပြောလိုက်တာတွေ့လားအဲ့ဒီရဲ့အပေါ်မှာကိုယ်စိတ်တွေကကြနေတယ်တတိနဲ့ထိန်းထားတယ်ပေါ့ဗျအဲ့လိုထိန်းထားတဲ့အခါမှာကိုယ်စိတ်ကဒီစကလုံးရဲ့အပေါ်မှာရပ်တည်နေလို့ရှိရင်အဲ့ဒါတမာရိယဒါဆိုရင်ပထမဦးဆုံးမှတ်တိုင်လေးကသီလဝိသုဒ္ဓိဟုတ်လားအခက်အခဲရှိလောက်လားရှိပါသီလဝိသုဒ္ဓိဒီအဓိပ္ပာယ်လေးတော့ဘုံဘုံမပြောဘူးနောက်တိုင်းဒီဟာကိုသုံးသပ်ပြီးတော့ဘာဆိုပြီးတော့ပြန်ပြောနောက်ရက်ကြတော့ဘုံဘုံဒီအမှတ်တိုင်တစ်ခုချင်းရှင်းပေးသွားမယ်လေမိမိတို့ကဟိုလောက်တဲ့ခါကြလို့ရှိရင်တော့ဒါလေးတွေပြန်လေ့ကျင့်အောင်ပါပေါ့နော်တတ်တော့မကျင်ဘူးနံပါတ်1ကခုနရှင်းနီးလေးနဲ့ပဲစဉ်းစားမယ်လေဘုံဘုံတော်တဲ့နေ့အဲ့စာရွက်တွေဝင်မှာနော်စာလုံးအခရာကနှလုံးဆိုလို့ချင်းအပေါ်လုံးကရှေ့ကိုတတ်တယ်လို့ပြောတာနော်ဒါဆိုစာလုံးရဲ့လုံးကြီးတဲ့စိတ်တာဝင်းမှုနဲ့တတ်လိုက်တော့စိတ်တာဝင်းမှုလေးကအပေါ်တက်လာစိတ်တက်ဟုတ်လားနောက်တစ်ခါဝီဒါတွေကဒီကိုတတ်မှာလေတောက်ချိုက်ကအပေါ်တက်ကစိတ်တာဝိသုဒ္ဓိမှတ်တာဘယ်လိုကြလဲမှတ်တိုင်9တိုင်ဖတ်ဒီနေ့နော်စိတ်တာဝိသုဒ္ဓိဒီစကလုံးလေးကဘုံဘုံတို့မြန်မာစကားမှာလည်း3နဲ့3တာရှိတယ်ဒီစကလုံးကလည်း3တယ်သီလသွားယူမလို့3နဲ့နော်အဲ့ကလေးမှလည်းစိတ်ဓာတ်တော်တော်ကောင်းတယ်ဆိုတော့စိတ်ဓာတ်ကဒီစိတ်ဓာတ်ဆိုတဲ့စကလုံးလေးကလာတယ်ဒါဆိုမှတ်တာဘယ်နှခုရ
နှစ်ခုဒါနဲ့လေအာယုံစပြီးတော့ကြည့်ပြီအကြတတ်လုံးကြမလို့ခုအဲ့ခါနီးဖြစ်ဖြစ်သွားရလာတဲ့ခါဖြစ်ဖြစ်ဒီစကလုံးလေးလို့ခေါ်တဲ့ရူပါယုံရဲ့အပေါ်မှာစိတ်ထဲမှာအာယုံပြုတ်ပြီးတော့ကြည့်ရင်ရအဲ့ဒါပတ်သက်လို့ပြောလိုက်အောင်ပဲဘုံမတို့သမရခမ်းမှာကြတော့သမရခမ်းမှာဘယ်လိုပြောလဲဆိုတော့ဟုတ်ပါတော့ဗျာသီလဝိတ္တုဆိုတဲ့စကလုံးလေးကိုရှင်းချပြီးတော့ကြည့်နေမယ်ကိုယ့်ရဲ့စိတ်ကိုဒီစကလုံးထဲမှာထက်ထားတဲ့ဂုဏ်တတ္တိကိုပရိကမ္မနမိတ်လို့သုံးတယ်ကြည့်ပါများတော့ဒီစကလုံးကအလွတ်မရဘူးလေအဲ့ဟာကိုကြည့်တယ်ဒီစာကိုကြည့်တယ်လို့သေးလားလို့ပါအဲ့ဒါကြတော့ကိုကမကြည့်ဘဲနဲ့အဲ့စကလုံးတွေကိုထက်ထားနိုင်မယ်ဆိုလို့ကြည့်ရင်ဘာဝိတ္တုတိစိတ်တောင်ဟမ်ဘာနမိတ်လဲပရိကမ္မနမိတ်မဟုတ်ဘူးစကလုံးကြည့်ပြီးတော့ထက်ထားနိုင်လို့ရှိရင်ပရိကမ္မနမိတ်နောက်ကျရင်ဘုံဘုံရေးပြမှာတယ်နော်ဒါစကလုံးသဘောတဘာဝလေးကိုပြောတာထက်နည်းကနှစ်မျိုးရှိတာဟုတ်ဒီစကလုံးတွေကိုစိတ်ကိုထက်ထားတဲ့အခါမှာကိုကဒီစကလုံးကိုကြည့်ပြီးတော့မိမိစိတ်ကိုဒီထဲကိုထက်ထားအဲ့လိုထက်ထားနိုင်တဲ့အဆင့်ကိုပရိကမ္မနမိတ်လောကီစံကြားကျင်တဲ့ပုဂ္ဂိုလ်များကအဲ့ဒီစနစ်နဲ့သွားတာပထဝီကတည်းကပေါ့နောက်ကျတော့ဒီစကလုံးကိုကြတော့ကြည့်ပါများတော့ဒိုင်းလည်းနဲ့ဆိုကိုမျက်စိထဲကိုရောက်လာကြည့်ရလို့သေးလားလို့ပါတော့တော့အဲ့ဒီစကလုံးရဲ့အထဲမှာပဲမကြည့်ဘဲနဲ့စိတ်ကိုထက်ထားနိုင်လို့ရှိရင်ဥက္ကဟနမိတ်လို့ခေါ်တယ်ဘာနမိတ်လဲဥက္ကဟနမိတ်အားဒီကနောက်ကျရင်စကလုံးထက်ခါတလဲလဲပါမှာဒီနေ့ကဒီမှတ်တိုင်ခုနှစ်ခုကိုဘလို့စိတ်ကိုထည့်ထားမယ်လို့ပဲသိမှာနော်ဒါဆိုမှတ်တယ်ဘယ်နှခုရပါနှစ်ခုမြန်မာလူမျိုးတွေကသင်ရတာလွယ်ပါတယ်ဘာဖြစ်လို့လဲဒီစကလုံးကလည်းခဏခဏသုံးတယ်နော်မိစ္ဆာဒိဋ္ဌိတို့ဘာလို့ဘုန်းကြီးတွေသုံးတယ်နော်ဒါတော့ဒီစကလုံးလေးဘယ်ကလာတယ်လဲဆိုတော့ဘုံပြောမရေးသေးနဲ့ဒီစကလုံးလေးကိုရေးတဲ့အခါကျတော့ဒီတိုင်းဆိုကာယိခါခွေးထဲမှာဒီစကလုံးပါမပါဘူးထားတော့ထောက်ဝင်မယ်ဆိုလို့ကြည့်ရင်ဒီလိုရေးတာနော်တာတလင်းကျိတ်ဆိုလို့ကာယိခါခွေးထဲရတယ်နော်တာလင်းကျိတ်ကြဒီလိုရေးရမလားဟုတ်လားအဲ့တော့ဒီစကလုံးကဒီထဝင်မဲနဲ့တာတလင်းကျိတ်ကိုနှလုံးဆက်ထားတဲ့စကလုံးထဝင်မဲနဲ့တာတလင်းကျိတ်ဒါဆိုလို့ကြည့်ဒီဆိုတဲ့စကလုံးလေးကိုတာတလင်းကျိတ်နဲ့ဒါမှမဟုတ်ဒီမှာအစစ်တစ်ခုလေးပါတာတစ်ခါတလေကျတော့ဘုံဘုံတို့တွေ့တယ်နိုင်တာထဲမှာပဲတွေ့ဘူးတယ်လို့အောက်မိတယ်ဘာဌာနဆိုပြီးတော့အဲ့ဌာနကိုဒါကြီးနဲ့ရေးတာတွေ့ရတယ်ဒါဆိုမှားတယ်ဒီစကလုံးနဲ့ရေးရမှာပြန်ပြောမယ်ဒီစကလုံးကကာယိခါခွေးထဲမှာမပါဘူးနှလုံးစစ်တာထဝင်မဲ့တဲ့တတလင်းကျိတ်နော်ဒါဆိုလို့ရှိရင်တတလင်းကျိတ်လေးကဒီကိုတတ်လို့ရှိရင်ဒိတ်ထဝင်မဲ့လေပါလာတယ်အဲ့ထဝင်မဲ့တဲ့လုံးကြီးတဲ့တော့ဒိဋ္ဌိဟုတ်လားဒိဋ္ဌိဩဘကတော့တူတော့ဝီသောဒီစကလုံးတွေကဒါပုံမှန်ဒီစကလုံးလေးလူတွေလိုအင်မတန်ရင်းနှီးတယ်သီလဝိတ္တုစေတဝိတ္တုဒိဋ္ဌိဝိတ္တုဒီစကလုံးလေးဆင့်တာကိုမှတ်မိတယ်နော်ထဝင်ပဲနဲ့တာတလင်းကြီးဆင့်ထားတာထဝင်ပဲနဲ့တာလင်းကြီးဆင့်ထားတာနောက်မှတ်တိုင်တစ်ခုသွားမယ်ကျော်အဲ့တော့နည်းနည်းစီးရတော့နောက်စကလုံး
ဒါလေးကသုံးလုံးပေါ